အားလုံးပဲမင်္ဂလာပါကျမတို့ Indianapolis ကမိသားစုတွေတလိုက်မိသားစုများ Texas ပို့မှာရောက်နေပြီကျမတို့ Indiana မိသားစုတွေငားထားတဲ့အိမ်ကိုအားလုံးကိုပြောပြချင်ပါတယ်အခု Divine Vision Conference Forward ရဲ့ပွဲအတွက်ကျမတို့လာရောက်ခြင်းဖြစ်ပါတယ်လို့အထက်မှာဝင်ကြည့်ကြရအောင်ဝင်သွားတဲ့ခါမှာစားခန်းရှိပါတယ်ဒီမှာ family time အားရပါရချိန်ယူလို့ရတယ်ပြီးတော့ဒီဘက်မှာ3ယောက်အိတ်ကတင်ပေါ့နော်အိတ်ခန်းလည်းရှိပါတယ်ကဲအဲ့ဆိုရင်နောက်တစ်ခါကိုဆက်ပြမယ် conference ထဲတော့မရောက်သေးဘူးငားတဲ့အိမ်ရောက်တာတဲ့တော့မှဘုရားကစကားပြောနေပြီဘလောက်ဝမ်းမြောက်စရာကောင်းတယ်ပြီးတော့ဒီမိဖို့ကြောင့်ကြဝန်းရှိတယ်လာတဲတဲ့လူတွေလည်းကိုယ့်အကိုလည်းချက်ပြုတ်စားတောက်လို့ရတယ် coffee တွေဘာတွေအကုန်လုံးလုပ်ရတယ်ပြီးလို့ရှိရင်ဒီမှာ living room TV ရှိတယ်ဆိုတော့နော်ဒီဟာပြောပြရင်လည်းအားလုံးကိုဖိတ်ခေါ်တာဖြစ်ပါတယ်ဆိုတော့အောက်ထပ်မှာခုနသခန်းရှိပြီးဒီမှာဒုတိယခန်းဒီမှာ master ခန်းရှိတယ်ဒီမှာ master ခန်းရှိတယ် TV နဲ့အကုန်လုံး king size ရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာအိမ်သားမှာထားတာအိမ်သားမှာလာကြည့်အောင်ဒီမှာ toilet seat က private တခါလေတကားတွေနဲ့ stand shower ရှိတယ်ဒီမှာ bathtub ရှိတယ်ကိုတော့မရောက်သေးဘူးဟို closetဆောင်းလေးအပိုတွေရှိတယ် closet တွေထားဝါတွေအပိုတွေရှိတယ်အရင်မိုက်တယ် okay ကျွန်တော်တို့ဆက်ပြီးမှပြမယ်အပေါ်ထပ်ကိုသွားရအောင်ဒီကျွန်တော်တို့အပေါ်ထပ်တက်မယ်အပေါ်ထပ်မှာတက်ခါမှာဒီမှာမိဖို့ကြောင့် living room dining room အကုန်လုံးကိုမြင်နေရတယ်ပြီးတော့တက်မှာအခန်းကတင်နှလုံးရှိတယ် double နဲ့ single ပေါ့နော်အဲ့ဒါရှိမယ်ပြီးရင်ဒီဘက်မှာကစားတဲ့နေရာလေးရှိပါတယ်ဒီမှာဝါသနာပါတဲ့လူဒီမှာလုံးဝအားရပါရအချိန်ယူလို့ရတယ်ပြီးလို့ရှိရင်ဒီမှာ queen size လွတ်လပ် closet တွေနဲ့နော်အရမ်းမိုက်တယ်ပြီးတော့အားလုံးသုံးလို့ရတဲ့အိမ်သာရေချိုးခန်းနဲ့အိမ်သာတွဲလျက်ကဲအိမ်ရောင်းတဲ့ကြော်ညာမဟုတ်ပါဘူးကျမတို့ဒါဒီမှာကလေးတွေအများကြီးဒီမှာဆော်လို့ရတယ်သူတို့ကစားလို့ရတယ်ပြီးတော့ကတင်တွေလည်းအများကြီးပဲဆိုတော့ကလေးတွေကိုဒီမှာသူတို့ကိုစိတ်ကြိုက်ကစားခိုင်းမယ်တမီး main ကလေးတွေအကုန်လုံးဒီမှာပဲအိတ်ချမယ်ဆိုတော့အရင်ကျေးဇူးတော်ခံစားရတယ်ဒီမှာပွဲလဲလာရင်းနဲ့ပျော်စရာကောင်းတဲ့အိမ်လေးမှာမိသားစုတွေ5စုတူပျော်ရွှင်စွာဖြတ်တန်းကြမယ်လို့ကဲဒီဘက်မှာဒီကနေကြည့်လိုက်လို့ရှိရင်မင်းသားနှစ်ပါးအောက်မှာထိုင်နေပါတယ်ဆိုတော့ဒီလိုလေးအပေါ်ထနေအားလုံးကို view မှာကြည့်လို့ရတယ်ဆိုတော့เนาะဒါလေးနဲ့ပြောပြလိုက်ချင်တာဖြစ်ပါတယ်အားလုံးပြတဲ့ခေတ်ကောင်းကြည့်ပေးပါစေ Divine Vision Conference မှာဆုံကြမယ်